Hello မင်္ဂလာပါအရှိက line တွေကိုမြင်ပြီဆိုရင်ဒါကျွန်မဘယ်နေရာကိုသွားနေလဲဆိုတော့သိမလားတော့မသိဘူးပေါ့နော်ကျွန်မ New Beach ကိုသွားနေရပါရှင်ဒါကတော့ကျွန်မသွားနေတဲ့လမ်းမှာပေါ့နော်အဲ့ဒီနေရာကိုသွားဖို့ကလည်းတိတ်တော့မလွယ်ခဲ့ဘူးရှင်ပြီးတော့အခုနေရာလေးကဒါကျွန်မကရွန်ကတာဘက်ကိုတက်တဲ့ဘက်မှာရှိတယ်အဲ့လမ်းလေးကိုအရန်သဘောကျလို့သွားတိုင်းပေါ့နော်အဲ့လိုဗီဒီယိုလေးရိုက်ဖြစ်တယ်မသိလို့ရှင် Rio တို့ Las Vegas တို့အဲ့ဒီဘက်ကအဲ့လိုလမ်းလေးနဲ့တူတယ်ပေါ့နော်အဲ့ဒါနဲ့ New Beach ကိုသွားတဲ့ဟာကဒါကျွန်မပထမဆုံးသွားပူတာပေါ့နော်သူကနည်းနည်းတော့အဲ့လိုကတိရဲပေါ့နော်ကိုကအဲ့လိုဆိုင်ကယ်နဲ့လာတယ်ပြီးရင်ဆိုင်ကယ်ပန်ကင်ပတ်ခဲ့ရတယ်ပြီးတော့အခုလိုမျိုး carry car နဲ့ပေါ့နော်အဲ့လိုသွားပြီးတော့အဲ့လိုတောင်အောက်ကိုဆင်းရတာပေါ့နော်လူတစ်ယောက်ကိုက300ပေးရပါတယ်အဲ့ဒီ300မှာသူကကားကအသွားအပြန်အပါဝင်ပြီးတော့အဲ့ဒီကမ်းခြေမှာဝင်နေတဲ့ခါပေါ့နော်ကမ်းခြေကလည်းသူက private ကမ်းခြေလိုဖြစ်နေတာဖြစ်တဲ့အတွက်ဝင်ချေးပေးရတယ်ပေါ့ဒါပေမဲ့အားလုံးပေါင်းမှာလူတစ်ယောက်ကို300တော့ပေးရတယ်ပေါ့နော်အရန်ကြီးတော့ဈေးမကြီးပါဘူးရှင်အကြီးကတော့လေအဲ့ဒီတလန်းလုံးမှာတွေ့ရတဲ့ view တွေကလေအရန်ကိုလှတယ်တစ်ပင်နေဆိုလို့ရှင်လည်းလုံးဝစိမ့်ဆိုနေလူကလေမတင်ခရီးလေးသွားလိုက်ရသလိုပဲဟိုခံစားချက်ရတယ်ပေါ့နော်ဒီနေရာလေးမှာကြတော့သူတို့ကဒီလက်မှတ်လေးတွေပေါ့နော်လက်မှတ်မဟုတ်ဘူးလက်ပတ်ကလေးပေးတယ်ပေါ့နော်ဒါကတော့ New Beach မှာရှိတယ်လုံးဝတဘာဝရေတခွန်လေးပါပေါ့နော်အဲ့နေရာလူလည်းအဲ့လောက်တိတ်မရှိတော့လေအေးချမ်းလေးပဲလူကတိတ်မရှိအောင်မဟုတ်ကိုမရှိဘူးလို့ဖြစ်နေတာအဲ့နေရာဘာဆိုင်မှလည်းမဖွင့်ဘူးပေါ့နော်ဒါပေမဲ့ကိုကတော့အဲ့လိုမျိုးအေးစစ်စစ်နေခြင်းနဲ့လို့ဆိုတော့အဆင်ပြေခဲ့တယ်ပေါ့ဒါလေးကတော့သူတို့ပေးလက်ပတ်ကလေးပါကန်းချီရလေအရန်ကိုတန့်တာနော်အရန်ကိုတန့်တာမှာလုံးဝလုံးဝမတွေ့ရပဲနဲ့သူကကြောက်စလစ်တွေကြီးပဲကွာတိလားပြီးတော့ရေကတော်တော်ကြီးရဲဒါပေမဲ့လှိုင်းရတော့အရန်ကျန်းနေပေါ့နော်ကျမကတော့ရေမကူတက်လို့အဲ့အနားလေးမှာပဲနည်းနည်းလေးရေထိခဲ့တယ်ပေါ့ဘာဖြစ်လို့ဆိုတော့သူလှိုင်းအရန်ကျန်းတော့ကိုဆွဲသွားမှာဆိုတော့ပြီးတော့ဝင်ကစွတ်ကောင်းလေးဆိုလို့ရှင်အဲ့ဒီမှာအများကြီးပဲအဓိကကလေသူကဒီလူသိမ့်မလာဘူးဆိုတော့တန့်နေပြီးတော့ဒီလေကောင်းလေတန်းပိုးရတယ်အဲ့တော့အဲ့ဒီနေရာလေးကိုပါလေအေးစစ်စစ်တွေချင်းတဲ့လူဒီတိုင်းပဲအဲ့လိုတခင်ချင်းတွေစကားတော့ပြောမယ်စာအုပ်လေးဖတ်မယ်ဝတ္ထုလေးဖတ်မယ်ဆိုတဲ့လူမျိုးတွေပေါ့နော်ရေးလာဝါလာလုံးဝမကြိုက်တဲ့လူမျိုးတွေအဲ့ဒီ beach လေးပေါ့နော် New Beach လေးကိုလုံးဝသွားဖို့ highly recommend ပေးပါတယ်ရှင်ဒါကတော့ကျမတို့အပြန်ပေါ့နော်ဒီလာချိုမဲ့ကားကိုစောင့်နေတာပါအဲ့ဒီလမ်းမှာဆိုလို့ရှိရင်သူကအဲ့လိုလဲကွင်းလေးလည်းရှိရပေါ့နော်အဲ့တော့အမနွားလေးကျွဲလေးလည်းတွေ့ခဲ့တယ်ပြီးတော့ကျမကအဲ့ဒီမှာအဲ့နဂါယုံပုံစံမျိုးပေါ့နော်ဒီဘေးမှာတော့ကျမတို့ဗုဒ္ဓရုပ်ပွားတော်လည်းရှိတယ်ပြီးတော့ဒီနဂါယုံပုံစံမျိုးအဲ့ဒီဟာကိုလည်းတွေ့လို့သူများတွေဆူတောင်းနေတာတွေ့လို့ကျမလည်းနည်းနည်းတော့ဆူတောင်းခဲ့ပါတယ်ရှင်ဗီဒီယိုလေးတော့ဒီလောက်ပါပဲရှင်လုံးဝသွားဖို့အားလုံးကိုတစ်ခါတော့သွားကြည့်ဖို့ recommend ပေးပါတယ်ပြီးတော့အဲ့ဒီမှာမီးလေးတွေနဲ့တွေ့နေတဲ့ဆိုင်လေးတွေ့လာတော့မသိဘူးရှင်အဲ့ဒီဆိုင်လေးကိုလည်းသွားကြည့်ဖို့ recommend ပေးပါတယ်လုံးဝစားလို့အရင်ကောင်းပါတယ်ပြီးတော့ service လေးရလည်းအဆင်ပြေတယ်ပြီးတော့အဲ့ဒီဆိုင်ကနေပြီးတော့လှမ်းကြည့်လိုက်တဲ့အခါမှာမြင်ရတဲ့ view ကလေအရန်ကိုလှလို့သွားကြည့်တင်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်